皆さんこんにちは。私が東京に住んでいます。ဒီနေ့မှာတော့ကျွန်တော်နောက်ထပ်အခန်းပေါ့နော်။ full level နဲ့ပါတော့ဒီလိုမျိုးပြမှာ။20ခုဆက်ပြီးတော့ရှင်းရမယ်နော်။အဲဒီကျဒီလိုလိုက်ပြီးတော့လေ့လာကြည့်ပါဦး။ Okay ။ဒါဆိုတော့အခန်း20ခုပါမယ်။ခါနို K လို့ခေါ်တယ်။ K ဆိုတဲ့တော့ကျွန်တော်နောက်ထပ်ပုံစံတစ်မျိုးထပ်ပြောင်းအောင်ပါနော်။အဲ့တော့ F5 level မှာဆိုရင်ကျွန်တော် G-Shock K, 9K, 10K ဒါမျိုးတွေပြောင်းခဲ့တယ်ပေါ့နော်။ 10K အခု full level မှာကျွန်တော်ခါနို K ပြောင်းရအောင်။မြန်မာလိုအဓိပ္ပာယ်ဘယ်လိုလုပ်လဲခါနို K ရဲ့အဓိပ္ပာယ်ကကရိယာတစ်ခုခုကနိုင်ပြီဆိုတဲ့အဓိပ္ပာယ်ပဲအောင်မယ်ပေါ့နော်အဲ့တော့လုံးလို့ရတယ်လုံနိုင်တယ်လုံတက်တယ်ဒီလိုသဘောတရားတွေကိုသုံးခြင်းတဲ့အခါမှာဟိုကျွန်တော် math K လို့ခေါ်တဲ့ကရိယာတွေနော် G-Shock K တွေ math K တွေကိုခါနို K လို့ခေါ်တဲ့ဒီနိုင်ပြီတဲ့ပုံစံကိုပြောင်းပြီးတော့သုံးပေးရမယ်အဲ့တော့ K တစ်ခုပြောင်းမယ်ဆိုလို့ရှိရင်သုံးစံတိုင်းမျိုးလားဆိုဒီ group 1 group 2 group 3သူ့ရဲ့ပြောင်းပုံပြောင်းနေတစ်ခုချင်းစီတိုင်းပြောင်းမယ်ပေါ့နော် group 1ကိုအရင်ပြောင်းကြည့်အောင်အဲ့တော့ group 1ကကရိယာတွေဒီ math ရှိမှာ e line နဲ့သုံးနေတာမှန်တယ်နော် okay အဲ့တော့အဲ့ဒီ e line ကိုလည်းကျွန်တော် a line ပြောင်းပြရမယ်ပြီးလို့ရှိရင်မဖြစ်မနေ math ပြန်ပေါင်းရမယ်အဲ့တော့အရေးကြီးတာကတော့ဒီအချက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် e line ကို a line ပြောင်းတဲ့ k က full level မှာလေ 3k လောက်ပဲရမှာနော်အဲ့ဒီမှာဒီနောက်က math ပြန်ပေါင်းတာမပေါင်းတာဒါမှမဟုတ်တခြားစကားလုံးလာပေါင်းတာနဲ့ခွဲခြားမှာဖြစ်တဲ့အတွက်ခါနို k လို့ပြောရင်ပြေးကြတယ် e line a line ပြောင်းပြီးရုံနဲ့မပြီးသေးဘူးမဖြစ်မနေ math ပြန်ပေါင်းပေးဖို့လိုတယ်နော်အရေးကြီးတဲ့အချက်ကဒါလေးလေ့ကျင့်ကြလို့မရဘူးတကယ်လို့မိသွားရင်ခါနို k မဟုတ်တော့ဘဲနဲ့တခြား k တွေဖြစ်သွားနိုင်တယ်ဒါဆိုတော့ကျွန်တော်ဥပမာလေးကြည့်ကြရအောင်နော်group 1ကကရိယာသုံးလုံးရေးပေးတာလေ high math where the equal math သွားပြီး node math စီးပြီးပေါ့နော်ဒါကိုလည်းဒီဘက်မှာဝယ်နိုင်ပြီသွားနိုင်ပြီစီးနိုင်ပြီဝယ်လို့ရတယ်စီးလို့ရတယ်သွားလို့ရတယ်ဆိုတဲ့ခါနို k ပုံစံပြောင်းပေးမှာ math ရဲ့ရှေ့က e line a line ပြောင်းလိုက်တော့ a ဖြစ်သွားတယ် math ပြန်ပေါင်းတော့ k math ဖြစ်သွားတယ်နော် equal math math ရဲ့ရှေ့မှာ e line key အဲ့တော့ key ကို e line ပြောင်းတော့ k math ပြန်ပေါင်းတော့ equal math သွားဒီကနေသွားနိုင်ပြီသွားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါမယ် no math စီးပြီပေါ့နော် math ရဲ့ရှေ့က read a line ပြောင်းတော့ re math ပြန်ပေါင်းတော့ no math ဖြစ်သွားတယ်အဲ့တော့စီးလို့ရတယ်စီးနိုင်တယ်စီးတက်တယ်ဒီလိုအဓိပ္ပာယ်ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ် group 2ကိုကြည့်အောင်group 2ကတော့ရိုးရှင်းတယ်အမြဲတမ်း math ကိုဖြုတ်ပြီးရင်သူ့ရဲ့သက်ဆိုင်ရာစကားလုံးလေးတွေပေါင်းတာနော်ဒါဆိုတဲဖောင်ပြောင်းတော့တဲပေါင်းခဲ့တယ်ပေါ့နော် G-Shock ဖောင်ပြောင်းတော့လည်း group ပေါင်းခဲ့တယ်ဒီလိုပဲဒီမှာကဒါရဲ math ဆိုတဲ့ဟောဒီစကားလုံးလေးပေါင်းပေးရgroup 2မှာ math ကိုဖြုတ်မယ်ဒါရဲ math ပေါင်းမယ်ဒါဆိုဥပမာကရိယာလေးတစ်ခုကိုကြည့်ကြရအောင်နော်ဥပ္ပ ms math ရှိမှာ line နဲ့ဆုံးနေတော့ group 2မှန်တယ်ဒါဆိုတော့2ရဲ့ပြောင်းလေးတိုင်းပြောင်းတဲ့အခါမှာဥပ္ပ math နေရာမှာဒါရဲ math ထည့်လိုက်တော့ဥပ္ပဒါရဲ math ဖြစ်သွားတယ်နောက်တစ်ခါရှိတာပဲ mathဒီလိုပဲ group 2မှန်တယ်ဒါကြောင့် math ကိုဖြုတ်တယ်နောက်မှာဒါရဲ math ထည့်လိုက်တဲ့အခါမှာရှိတာပဲဒါရဲ math အဲ့တော့သူက b ဆိုရင်ဟိုဘက်ကလုံးလို့ရသည်လုံးနိုင်သည်ဖြစ်သွားတယ်မှတ်သားသည်မှတ်မိနိုင်သည်စုံလန်းရှာဖွေသည်စုံလန်းရှာဖွေနိုင်သည်စုံလန်းရှာဖွေလို့ရှာတယ်ဒီလိုလေးပဲဖြစ်သွားနော်အဲ့ဒါဆိုတော့ group 3ကိုဆက်ပြောင်းရအောင်နော်ခါနို k group 3ပြောင်းမယ်အဲ့ group 3က bad တွေကိုအမြဲတမ်း k တွေပြောင်းချိန်ရကလွတ်ချက်ခဲ့ရတာဟုတ်တယ်နော်အဲ့တော့ပြောင်းပြီးတီးတန့်သတ်မှတ်ထားတာမရှိဘူးအဲ့တော့ key math ဆိုရင်ခိုးတာတဲ့ math လို့ချက်ပြီးတော့ she math ဆိုရင် decky math လို့မဖြစ်မနေလွတ်ချက်ပြီးဒါဆိုရင်ဥပမာကရိယာနှစ်ခုကိုကြည့်ကြအောင်နော် bank your she math ဒါဒီ group 3 she math ဖြစ်တယ်နော်ခွဲလို့ရတယ် bank your တက် she math တက်ခွဲလို့ရတယ်နော် group 3ဒါကြောင့်ပြောင်းလိုက်တဲ့အခါမှာ bank your decky math ဖြစ်သွားတယ်နော်အစာလေးလာပြီးကနေလေးလာလို့ရပြီလေးလာနိုင်ပြီတိတ်ပဲဖြစ်သွားတယ်ဒါခက်တဲ့ key math ရှိကရိယာဟောပေါ့ grammar ပုံစံနဲ့ရေးထားတာပါပြီးတော့တစ်ခုခုလုပ်ပြီးတော့ပြန်လာတယ်တစ်ခုခုသွားလုပ်လိုက်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ key math နော်ခက်တဲ့ key math ဆိုရင်ဝယ်လိုက်အောင်မယ်လို့ပြောတဲ့အခါမှာဝယ်ပြီးပြန်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်ဒီမှာ90ဆိုတဲ့ပုံစံပြောင်းရင် key math ကခိုးတာတဲ့ math ဖြစ်သွားတယ်ဒါက group 3ရဲ့အလွတ်ကျမယ်ပုံစံ key math ခိုးတာတဲ့ math she math decky math ဟုတ်ပြီနောက်တစ်ခုသတိထားရမှာတစ်ချက်ကခါနို k ရဲ့အရှိမဝယ်ဆို particle ဒီအမြဲတမ်းကပဲဖြစ်နေရတယ်တခုခုကိုလုံနိုင်ပြီးမြင်နိုင်ပြီးသွားနိုင်ပြီးလို့ကျွန်တော် particle သုံးလို့မရတော့ဥပါတိကသုံးရမယ်ကလုတ်ပြီးသွားပြီးလာပြီးဆိုတော့ရိုးရိုး action တွေကိုပဲသုံးတယ်အခုကအရေးချင်းတွေကိုနော်အရေးချင်းတွေပြီးလို့ရှိရင်သူ့ရဲ့ခုံကြီးတွေကိုပေါ်ပြတဲ့အခါမှာသုံးမှာဖြစ်တဲ့အတွက်ဟိုအစားရရှိသည်ဂါကိုပြောင်းပြီးတော့သုံးပေးရမယ်အဲ့တော့သတိထားရမှာခါနို k ရဲ့အရှိမအများနဲ့ပါတိကဂါပဲလိုက်နောက်တစ်ချက်အဲ့တော့ rebon လေးကြည့်ကြအောင်ပေါ့နော် water ရှိကခန်းကြီးကကျော်မဲမယ်ဘာရှိဒီမှာခါနို k ကရိယာကိုသုံးထားတာဖြစ်တဲ့အတွက်ပါတိကဂါကိုသုံးရတယ်ကျွန်တော်ကခန်းကြီးတွေဖန်နိုင်နော်နောက်တစ်ခါဆိုတိုခါရဖိုတိုမိုတာချင်းတော့ခိုးရကခိခွဲမယ်ကရိယာကိုတွားကြည့်ပါခိခွဲမဲ့ဆိုတာဒီကြားရသည်ဆိုတဲ့ခါနို k ကရိယာဖြစ်တဲ့အတွက်သူဘာကိုကြားရတာလဲခိုးကပါတိကခါကိုသုံးနိုင်ဒီနေရာမှာတော့ခိုးပို့လို့တွားတော့ရင်မှန်ဟုတ်ပြီနောက်တစ်ခုခါနို k ဖြစ်ပြီးသားကရိယာနှစ်ခုရှိတယ်ဒါကတော့အခန်း29ရဲ့ဖိုတိုဘာကိုကြက်လို့ရှိရင်တွေ့လိမ့်မယ်မီ ms ဆိုတဲ့ကရိယာရဲ့ခိခွဲ ms ဆိုတဲ့ကရိယာဒီကရိယာနှစ်ခုကကြတော့ခါနို k ပြီးတဲ့ပြောင်းနေပြမလို့တော့ဘူးသူ့ရဲ့မူရင်းအဓိပ္ပာယ်ကမြင်နိုင်သည်မြင်ရသည်ကြားနိုင်သည်ကြားရသည်အဲ့တော့ခါနို k ဖြစ်ပြီးသားကရိယာကိုပြောလို့ရတယ်ပြောင်းစရာမလိုတဲ့ကရိယာနှစ်ခုအဲ့တော့ Reggie ကဒီခါနို k ကိုသုံးပုံသုံးနည်းလေးကိုစာကြောင်းလေးနှစ်ကြောင်းနဲ့ဥပမာပဲပြီးပေါ်ပြမယ်နော်ပထမတစ်ကြောင်းတော့ Reggie N5 တုန်းကတည်နေပုံစံမှာ
အဲ့ဒါဘာလို့လဲနီဟွန်ကိုဟာနာစုဖို့တိုကဒက်ခိမတ်ဂျီရှော့ဖို့တိုကဒက်ခိမတ်ဆိုတာဖိုက်ကောင်းသားတွေသိတာပေါ့နော်တခုခုကိုလုံနိုင်တယ်လုံတတ်တယ်ဆိုလို့ရှိရင်ဒီပုံစံထားပြီးပြောခဲ့တယ်ဒါကဂျီရှော့ခဲကြီးပြောင်းလာတာပြီးဖို့တိုကဒက်ခိမတ်ကခဲ့နော်အဲ့ဒါကိုပဲရခါနိုခဲကြီးနဲ့ပြောင်းပြောတဲ့အခါမှာနီဟွန်ကိုကဟာနာဆေမတ်ဖြစ်သွားတယ်ဖို့တိုကဒက်ခိမတ်မလို့တော့ဘူးဟာနာရှိမတ်ကိုလည်းခါနိုခဲကြီးပြောင်းလိုက်တယ်ဒါကြောင့်သူ့ရဲ့ရှေ့မှာလည်းပါတီကယ်ပါဖြစ်သွားတော့ကဖြစ်သွားတယ်နော်အဲ့တော့သူတို့ဒီဘာသာပြန်ရင်တော့အတူတူပဲဒါပေမဲ့ခါနိုခဲကြီးနဲ့သုံးခြင်းပဲဆိုဒုတိယစာကြောင်းလေးပုံစံတိုင်းသုံးမယ်စာကြောင်းတွေတိုးသွားတယ်ပို့ပြီးတော့တိကျသွားတယ်ပို့ပြီးတော့ပြည့်ပြတ်သွားတယ်ဟုတ်ပြီနော်နောက်တစ်ခုနောက်ထပ် grammar တစ်ခုကိုဆက်သွားရအောင်ညဒါဆိုရင် dekimashi dekimas ဆိုတဲ့စကားလုံးလေးသိတယ် dekimas ဘာလို့လုံနိုင်သည်တက်နိုင်သည်ဆိုတဲ့အဓိပ္ပာယ်နော်အဲ့ဒါကခုတုပအနေနဲ့တက်ပြီးသားဒါကို grammar pattern အနေနဲ့ပြောတဲ့အခါမှာသူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကရှိလာသည်ဖြစ်လာသည်ပြီးမြောက်သည်အဲ့ဒါတက်မယ်ဆိုရင်ဒီတိုင်းကြက်ထားရအောင် okay ဘယ်လိုအခြေအနေလုံးဆိုရင်ပထမတစ်ခုကအရင်ကမရှိခဲ့တဲ့အရာတစ်ခုကအခုမှဖြစ်ပေါ်တည်ရှိလာတာမျိုးကိုပြောချင်တာနော်အဲ့ဒါကိုဥပမာလေးနဲ့ပေါ်ပြရတယ်အဲ့ဒီတော့မှအဲ့ဒီစူပါကဒက်ခိမရှိတာဘူဒါရဲ့အရှိမစူပါမားကတ်ကဒက်ခိမရှိတာရှိလာတယ်အဲ့တော့ပြောချင်တာကဘူဒါယုံရဲ့အရှိမအရင်တော့ဘာမှမရှိခဲ့တဲ့မြေကွက်လက်ကြီးဆိုတော့၎င်းဒါမှမဟုတ်ရင်စူပါမားကတ်မဟုတ်တဲ့တခြားအဆောက်အဦတစ်ခုခုရှိခဲ့လိမ့်မယ်အဲ့ဒီအရာကနေပြီးတော့စူပါမားကတ်တစ်ခုကတည်ဆောက်လိုက်လို့အခုရှိလာတာမျိုးအရင်တော့မရှိတဲ့အရာကအခုစူပါမားကတ်အနေနဲ့အဆောက်အဦတည်ရှိလာတာမျိုးအဲ့ဒါကိုပေါ်ပြတာနော်နောက်တစ်ချက်နောက်တစ်ခုကကျတော့ပို့ပြီးတိတိကျကျပြောရရင်တော့အဆောက်အဦတစ်ခုခုတည်ဆောက်ပြီးသွားတဲ့အခါမှာလေ dekimas ကိုသုံးလို့ရတယ်အဲ့တော့ဒီမျက်စိချင်းနေမဲ့အဆောက်အဦတစ်ခုကစ foundation ကနေစပြီးတော့ဆောက်တယ်ပြီးရင်နောက်ဆုံးဥပမာရုံးဆိုရုံးပေါ့နော်ကျောင်းဆိုကျောင်းရုပ်ရှင်ရုံဆိုရုပ်ရှင်ကိုစဖွင့်လှစ်သွားနိုင်တဲ့အထိပြီးမြောက်သွားပြီဆိုလို့ရှိရင်လေ dekimas ကိုသုံးလို့ရတယ်စူပါနော်တိုနာရီနီစူပါမားကတ်ရဲ့အနေအထားမှာအာတာရှိရေစုတိုရန်က dekimas ရှိတာဘယ်စုတိုရန်အသစ်ဒါလေးကသူ့ကိုထောက်ထားတာပေါ့နော်ဘယ်စုတိုရန်အသစ်ကြီးဆောက်လို့ပြီးသေးသွားတာမျိုးကိုပြောချင်တာနော်အဲ့တော့အသစ်ဆိုတဲ့စကားလုံးလေးအခုမှပြီးတယ်ဆိုတဲ့အရာကိုဖော်ပြတာဖြစ်တဲ့တော့ရှိ dekimas ရှိတာကိုသုံးလို့ရတယ်ဒါဆိုရင်နောက်အခြေအနေတစ်ခုပါနော်အဲ့ဒါကကိစ္စတစ်ခုခုပြီးမြောက်တဲ့အခါလို့ပြောတယ်အဲ့တော့ကိစ္စတစ်ခုခုဒီကိစ္စသေးသေးလေးလေးရလို့ကိစ္စအကြီးကြီးလည်းရတယ်ဥပမာဒီပြန်သမင်းစားလို့ပြီးတာကိုပြောလို့ရတယ်လို့မျိုးဥပမာနပိုလီယန်ကတခြားနိုင်ငံကိုဆက်သွားကြလို့အောင်မြင်ပြီးမြောက်သွားတာမျိုးလည်းသုံးလို့ရတယ်နော်အဲ့တော့သေးသေးလေးကနေအကြီးကြီးအကုန်ရတယ်ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် Hirogohan ga dekimashita နော်နေ့လေသာစားလို့ပြီးပြီဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီသတိထားမှာတစ်ချက်ကအဲ့ dekimas ရဲ့အရှိမလည်း particle တွေဘာတွေကိုသုံးတာအောင်ပဲဂါတွေကိုသုံးတာနော်ဒီမှာ verb တူတယ်ဂဒီမှာဆိုလို့ရှိရင် super ဂဘာဖြစ်လို့လဲဆိုရင်သူလည်းလုံနိုင်တယ်ဟာလို့ခိတ်သဘောတရားနဲ့သွားတူရတယ်ပဲ particle မဖြစ်မနေဂါကိုသုံးပြီးမှရှာဟုတ်အဲ့ဆိုတော့နောက်ထပ်ဒီခန်းမှာ grammar နှစ်ခုကျန်နေတယ်ပေါ့နော်နှစ်မျိုးကျန်နေတယ်အဲ့တော့ shika ဆိုတဲ့ grammar လေးသင်ကြရအောင်နော်နာနီနာနီ shika ဆိုတာကနာနီနာနီမှာလွယ်၍နာနီနာနီကလွယ်ပြီအဲ့တော့ဒါကတော့စာရေးသားပုံစံဖြစ်ပြီးတော့ဒါကတော့စကားပြောပုံစံအတူတူပါပဲနော်အဲ့တော့ဒီအရာကလွယ်ပြီးလို့ပြောတဲ့အတွက်သူ့ရဲ့အနောက်မှာတော့အငင်းကိုဖော်ပြတဲ့စကားလုံးတွေကရိယာတွေ adjective တွေစသဖြင့်အငင်းနဲ့ပတ်သက်တဲ့အရာတွေပဲလိုက်နေတော့ဟုတ်ပြီနော်အဲ့တော့ဘယ်ဘုံကိုကြည့်ကြည့်အောင်ဝါတာရှိဝအေဂောကစခုရှိရှိကဟာနာသဲမာဆန်ကျွန်တော်ကအင်္ဂလိပ်စာကိုစခုရှိရှိကနည်းနည်းကလွယ်ပြီးဟာနာသဲမာဆန်ဆိုတော့မပြောတတ်ဘူးဒီမှာဆိုရင်ရှိပါလေရေးတော့ခါလို့ခိတ်နဲ့ရေးရတယ်ဒါအရှိမှသင်ပါတဲ့ခါလို့ခိတ်လေးပေါ့နော်ဟုတ်ပြီနောက်တစ်ကြောင်းအောင်ဆက်ကြည့်အောင်ခီနိုမနေ့ကနီဟိုကိုဂျူကောဖုန်ရှိက15မိနစ်ကလွဲပြီးတော့ဘန်ကျော်ရှိမှခံတယ်ရှိတာမလေ့လာခဲ့ဘူးအဲ့တော့သူစာလုပ်တဲ့အချိန်က15မိနစ်ပဲရှိတယ်လို့ပြောချင်တာ15မိနစ်ကလွဲပြီးတော့နောက်မှအရေးလိုက်တဲ့ရှိမှခံတယ်ရှိတာအဲ့တော့ရှီကာကိုသုံးရင်သတိထားမှနောက်မှအရင်ပုံစံလိုက်ရမယ်ညီမလိုဘာသာပြန်တဲ့အခါမှာစာလို့ရေးရင်မှားလွယ်ရေးစကားလိုပြောတဲ့အခါမှာခါလွယ်ပြီးတော့သုံးတယ်နော်ရမယ်ထင်တယ်ဒါပေမဲ့နောက်ထပ်တစ်ခုသွားကြည့်အောင်အဲ့တော့ဒါကဝေးပတန်အနေနဲ့ပြောမယ်ဆိုရင်တော့ဝါကဝပတန်လို့အလွယ်မှတ်လေးရှိတယ်နော်အဲ့တော့စာကြောင်းအကြောင်းအရာတစ်ခုအရင်လာတယ်အဲ့ဒီအကြောင်းအရာမှာဝါနဲ့ပေါ်ပြထားတယ် particle အနေနဲ့နော်ပြီးရင်သူရဲ့အနေမှာဂါနဲ့ပြန်ထောက်ပြီးတော့ဟိုနောက်ကစာကြောင်းမှာလည်းဝါနဲ့ပေါ်ပြထားတယ်အဲ့တော့သူကရိုးရှင်းပါတယ်ဘာလို့ N5 တုန်းကသင်ခဲ့တဲ့ဂါရဲ့သဘောတရားနဲ့အတူတူပဲကားကိုသိခဲ့တာကဘေမဲ့ဒေါ်လေးလို့သိခဲ့တာနော်အဲ့တော့ရှိကအကြောင်းအရာနဲ့နောက်ကအကြောင်းအရာစက်ကျင်ပဲဖြစ်နေတဲ့အခါမျိုးမှာပဲရှိကကားကိုသုံးခဲ့တယ်ဥပမာ A နဲ့ B က A ကကောင်းတဲ့အရေးချင်းရှိပြီးတော့ B ကကောင်းတဲ့အရေးချင်းမရှိဘူးဆိုရင်လည်းရှိကလည်းမှာကားခံလိုက်တယ်စားသောက်ဆိုင်တစ်ဆိုင်အဲ့ဒီဆိုင်ကအရာသာတော့ကောင်းတဲ့ဝန်ဆောင်မှုကညံ့တယ်အဲ့တော့အရာသာကောင်းတာကကောင်းတဲ့အကြောင်းအရာဖြစ်ပြီးတော့ဝန်ဆောင်မှုညံ့တာမကောင်းတဲ့အကြောင်းအရာစက်ကျင်ပဲဖြစ်နေအလေမှာကဝန်ဆောင်မှုအရာသာကောင်းပေမဲ့ဝန်ဆောင်မှုကတော့ညံ့တယ်ဒီလိုမျိုးသုံးခဲ့တာပေါ့နော်အဲ့တော့သဘောတရားချင်းအတူတူပဲဒါပေမဲ့လည်းကျွန်တော် N4 level မှာသူ့ကိုပို့ပြီးတော့စနစ်တကျဖြစ်အောင်လို့ဝါကဝဆိုတဲ့ဟောဒီ pattern ထဲမှာအစားတွက်လိုက်တာပေါ့နော်အဲ့တော့ရှေ့ကအကြောင်းအရာနဲ့နောက်ကအကြောင်းအရာစမ်းကျင်ပဲပေါ်ပြခြင်းတဲ့အခါလုံးမှာဒီ pattern လေးကိုထည့်ပြီးတော့သုံးလို့ရတယ်ဟုတ်ပြီအဲ့တော့ဒီအောက်မှာစာကြောင်းတစ်ကြောင်းရေးထားတယ်ဝါကဝ pattern လေးကိုဝင်လားမဝင်လားသိကြည့်အောင်နီဟွန်ကောနော်ရှင်ဘွန်ကယော်မဲမန်ကပြောချင်တာဂျပန်သတင်းစာကိုယော်မဲမန်ကဖတ်နိုင်တယ်လို့ရှိဒီမှာခါနှုတ်ခဲ့ယူသုံးတာနော်အဲဒီကောနော်ရှင်ဘွန်ကယော်မဲမန်ဆိုအင်္ဂလိပ်သတင်းစာတော့မဖတ်တတ်ဘူးနော်ဒီလိုပြောချင်တာ
ဒါဆိုရင်ရှေ့ကအကြောင်းအရာကဖတ်တတ်တယ်နောက်ကအကြောင်းအရာကမဖတ်တတ်ဘူးဆိုတော့စံကျင်ဘက်အကြောင်းအရာကိုပေါ်ပြတာမှန်တယ်ဒီ pattern လေးကိုဝင်ရလားတစ်ချက်ကြည့်ကြည့်ပါဦးဒီဟုံးကောင်းတော့ရှင်ဘုံကကျော်မယ်ရင်ကဒီနေရာမှာလည်းရှိတော့ဝါဖြစ်နေမှာပေါ့နော်ဒီဟုံးကောင်းတော့ရှင်ဘုံဝါကျော်မယ် max ကအဲ့တော့ဘာဖြစ်လို့ဝါမဖြစ်ပဲနဲ့ကားကိုလာတောင်းလိုက်တာတော့ဆိုတော့ဒီမှာသုံးတာကခါနိုးခေးဖြစ်နေလို့ဒါလေးတော့သတိထားဟုတ်ပြီနော်အဲ့တော့ပတ်တန်ရဆိုရင်တော့မှန်တယ်ဝါကောင်းဝပတ်တန်ရပါဒီနေရာမှာဝါဒါပေမဲ့ခါနိုးခေးတစ်ချက်ဖြစ်နေတဲ့အတွက်ဝါမသုံးမဲနဲ့ခုနခါကိုယူရတာဒါလေးတစ်ချက်လေ့လာရမယ်နောက်တစ်ခါအေးကောင်းတော့ရှင်ဘုံဝါကျော်မဲမာဆန်ဒီနေရာမှာလည်းမူရင်းသုံးရမှာကဝါဒါပေမဲ့ရော်မဲမာဆန်ခါနိုးခေးဖြစ်နေတဲ့တော့ဒီလိုပါသုံးရမှာလို့ပါဒီကခါလေးသုံးပေးရမယ်โอเคနော်အဲ့တော့ပတ်တန်လေးကိုဝင်တယ်သုံးတဲ့ကရိယာတွေဒီခါနိုးခေးဖြစ်နေရင်နော်ခါလေးတွေပြောင်းသုံးပေးရတယ်ဒါလေးတစ်ချက်သိထားနော်အဲ့တော့ဒီနေ့သင်လာတာကတော့ခါနိုးခေးသင်တယ်ပြီးရင် document ကိုသင်တယ်ပြီးရင်ရှီကာသင်တယ်ပြီးရင်ဝါကောဝပတ်တန်ပေါ့နော်ဒါပေမဲ့တော်လဲဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ဝါကောဝပတ်တန်ကိုသင်တယ်ဒီနေ့သင်လာတဲ့ grammar လေးတွေနားလည်မယ်ထင်တယ်ဒါကြောင့်နောက်ထပ်ဗီဒီယိုတွေမှာနောက်ထပ်အခန်းလေးနဲ့ဆက်ပြီးတော့လေ့လာကြအဲ့ဒါအဲ့တော့ဒီနေ့ဝင်ပြီးသင်သွားတာကခါနိုးခေးသင်တယ် document သင်တယ်ပြီးရင်ရှီကာမှလည်းရေးဆိုတာသင်တယ်ပြီးရင်နောက်ဆုံးမှာဟိုဝါကောဝပတ်တန်လေးသင်တယ်ပေါ့နော်ပေမဲ့တော်လဲဆိုတဲ့အဓိပ္ပာယ်နဲ့သုံးသွားတယ်အဲ့တော့ဒီနေ့ရဲ့ grammar ကတော့ဒီလောက်ပဲဒါကြောင့်နောက်ခန်းတွေကိုနောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့လေ့လာကြမယ်နောက်ထပ်ဆက်ထားတဲ့စာမတွေ